အားလုံးပဲမင်္ဂလာနံနက်ခင်ပါခရီးနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်မှာလည်းအသက်တော်ခရီးနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Draws of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့နှက်ဖြန်ဆိုတာမတိကြတဲ့အရာပါကျမတို့တတ်တာမှာအနာဂတ်အတွက်စီမံကိန်းတွေအများကြီးဆွဲလေးရှိပါတယ်ဒီနေ့ပဲမှန်တယ်နဲ့နေရင်တော့နှက်ဖြန်မှာတော့ပိုကောင်းလာမှာပဲဆိုတဲ့မျှော်လင့်ချက်တွေနဲ့ရှေ့ဆက်တက်ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့နှက်ဖြန်ဆိုတာကမတိကြမြင်ရတဲ့အရာတစ်ခုပါပဲဒီကနေ့ကျမ်းမာနေတဲ့သူတယောက်မနှက်ဖြန်မှာဘာဖြစ်မလဲဆိုတာမပြောနိုင်သလိုပျော်ရွှင်နေတဲ့သူတယောက်မနှက်ဖြန်မှာစိတ်မကောင်းဖြစ်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်နှုတ်ကပတ်တော်မှာတော့မနှက်ဖြန်နဲ့ပတ်သက်ပြီးရှင်ယာကုတ်အခန်းကြီးလေးအငယ်73-74မှာအခုလိုပဲရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ရှင်နေ့နှက်ဖြန်ဤမိသောမြို့သို့သွားကြကုန်အံ့ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ကုန်သွယ်သဖြင့်အမျက်ရအောင်ပြုကြကုန်အံ့ဟုဆိုတတ်တော်သူတို့နားထောင်ကြလော့။နှက်ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကိုသင်တို့မသိကြ။သင်တို့အသက်သည်အဘယ်သို့သောအရာဖြစ်သနည်းခဏထင်ရှားပြီးမှကွယ်ပြောက်တတ်သောအခိုးငွေဖြစ်၏လူတယောက်အနေနဲ့ရည်မှန်းချက်တွေထားရှိတာဟာဘဝကိုပိုပြီးအဓိပ္ပာယ်ရှိစေတာတော့မှန်ပါတယ်ဒါပေမဲ့ကိုယ့်ရည်မှန်းချက်တွေအပေါ်ဆွဲလန်းလို့မီအရာရာကိုအတင်းအကျပ်ဖြစ်အောင်ဖန်တီးနေတာမျိုးတော့မလုပ်သင့်ပါဘူးအရာရာတိုင်းကအစီအစဉ်အတိုင်းဖြစ်မလာနိုင်ဘူးဆိုတာကိုလက်ခံနိုင်ရပါမယ်လိုချင်တဲ့ပန်းနိုင်စီရောက်ဖို့ကြိုးစားပါဒါပေမဲ့ရလက်ကိုတော့စိတ်အေးလက်ခံတတ်ဖို့လည်းလိုအပ်ပါတယ်အရာအလုံးကဖခင်ရဲ့လက်တော်ထဲမှာပါမနှက်ဖြန်အတွက်မစိုးရင်ဖို့ကိုလည်းသခင်ယေရှုကိုယ်တော်တိုင်မိန့်မာထားပါတယ်ထို့ကြောင့်နှက်ဖြန်ဖို့မစိုးရင်ကြနဲ့နှက်ဖြန်နေ့သည်မိမိအဖို့စိုးရင်လိမ့်မည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏ရှင်မသက်ခန်းကြီး6အငယ်34ကျမတို့အသက်ဟာအခိုးငွေလိုပါပဲခဏလေးနဲ့ကွယ်ပြောက်သွားနိုင်ပါတယ်မနှက်ဖြန်ဆိုတာကိုလည်းကျမတို့မပိုင်ပါဘူးဖခင်ရဲ့လက်တော်ထဲမှာပဲရှိပြီးဖခင်ပဲပိုင်ပါတယ်ဒါကိုနားလည်လက်ခံလိုက်ခြင်းအပြင်ကျမတို့ဟာဘဝကိုပိုပြီးအေးချမ်းစွာဖြတ်သန်းနိုင်မှာပါမနှက်ဖြန်အတွက်အကောင်းဆုံးပြင်ဆင်မှုကတော့အရာရာမှာစိုးရိမ်ခြင်းမရှိဘဲတမာတတိရှိနဲ့ဖခင်နဲ့အတူရှောင်လန်းပြီးဒီကနေ့မှာအကောင်းဆုံးနေထိုင်သက်ရှင်သွားလာဖို့ပဲဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်သား၍ကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်